ဇလန်အစမှာအန်နာကသူ့အိတ်ခမ်းထဲမှာချဲလိုတူရီယာလီထိုးပြီးအေးအေးဆေးဆေးရှိနေတာပါဒါပေမဲ့သူ့ရဲ့ပထွေးဖြစ်သူကအရက်ပလင်းကိုကိုင်းပြီးအခန်းထဲဝင်လာတယ်ဒီလူယုံမာကအန်နာကိုအဓမ္မကျင့်မှုကြိုးစားတော့တာပေါ့အန်နာကအကျဉ်လိုညင်မခံတော့ပဲအတင်းယုံကန်တွန်းထုတ်လိုက်တဲ့အချိန်မှာပထွေးဖြစ်သူကလဲကြပြီးပန်းဦးနဲ့လဲပင်ဆိုင်မိသွားတယ်သွေးဒီအများကြီးထွက်ပြီးနေရမှာတင်ပွေချင်ပြီးတေဆုံးသွားခဲ့ရတာပေါ့ရဲဒီရောက်လာပြီးအန်နာကိုဖမ်းသွားတယ်တရားဆုံးမှာသူမအပြစ်မရှိကြောင်းရှောင်လဲပေးမယ်တရားတကြီးကလက်မခံပဲလူငယ်ထိန်းရဲ့စခန်းမှာ၄နှစ်ကနေ9နှစ်အထိနေရမယ်လို့အမိန့်ချလိုက်ပါလေတော့အဲ့ဒီမှာထောင်ပိုင်ဤ Frank နဲ့စတွေ့ရတယ် Frank ကစီကန်းနေတင်းကျပ်ပြီးကြည့်ရတာတမျိုးကြီးပဲအန်ဒါရဲ့အခန်းပေါ်ကတော့ဂျီနီတဲ့သူကစကားနဲ့ပြီးအေးအေးဆေးဆေးနေတဲ့တူပေါ့အန်ဒါကအစပိုင်းမှာတော့ဘသူနဲ့မှမရောပဲတယောက်ထဲနေချင်တာဒါပေမဲ့ထောင်ထဲမှာကိုဒီဆိုတဲ့ဂိုင်းကောင်းဆန်ကောင်မလေးကအန်နာကိုအဖွဲထဲဝင်ဖို့စီယုံတယ်အန်နာကငင်းလိုက်တော့ကိုဒီရဲ့အဖွဲကအညိုးထားပြီးအန်နာကိုဝိုင်းအနိုင်ကျင့်ကြရိတ်နဲ့ကြလို့တော့တာပေါ့အန်နာခမင်းဒန်ယာရီရပြီးဆေးပေးခန်းရောက်သွားတယ်တနာပြုဆရာမလေးကထောင်ပိုင်ကြီး Frank စီမှာအကူအညီတောင်းဖို့အကြံပေးလိုက်တယ်ဒါပေမဲ့စိတ်ပျက်စရာကောင်းတာကထောင်ပိုင်ကြီး Frank ကအန်နာကိုကာကွယ်ပေးမိအစားသူ့ယာထူးကိုသုံးပြီးလိန်ပိုင်းဆိုင်ရာအမျက်ထုတ်ဖို့ကြိုးစားပါလေတော့အန်နာဘွားကရှေ့ခါကြာနောက်ကမြေခွေးဆိုသလိုဖြစ်နေပြီအခန်းပေါ်ဂျီနီကတော့အန်နာကိုနှစ်သိမ့်ပေးရင်သူတို့နှစ်ယောက်ကြားမှာတန်ရောစင်တွေတိုးလာခဲ့ကြတယ်နောက်ပိုင်းမှာတော့အန်နာကဒီတိုင်းနေလို့မဖြစ်တော့ဘူးဆိုပြီးကိုဒီရဲ့ဂိုင်းကိုဝင်ဖို့ဆုံးဖြတ်လိုက်တယ်ဂိုင်းဝင်ဖို့ကအန်နာကတခြားထောင်တာတယောက်နဲ့အသေးအလဲထိုးချစ်တတ်ပုတ်ပြခဲ့ရတယ်အဲ့ဒီနောက်ကိုဒီတို့အဖိုင်တွေရောက်သွားပြီးလက်မောင်းမှာတက်တူးထိုးမူးရစ်ဆေးတွေတုံးနဲ့လမ်းမရောက်သွားတော့တာပေါ့ပိုဆိုးတာကအန်နာအမေထောင်ဝင်စာလာတွေ့တဲ့အချိန်မှာသမီးကိုအားပေးရမယ့်အစားနင်းပထွေးကိုနင်းသမင်တက်လိုက်တာဆိုပြီးရန်တွေ့ပြီးပြန်သွားတယ်အန်ဒါခမင်းစိတ်တန်ရပြီးမူးရစ်ဆေးကိုပို့တုံးလာတယ်ထောင်ပိန်ကြီး Frank ကလည်းအန်နာကိုဆေးဒီမိရောက်တမင်ကြံစီပြီးအချင်းချင်းအမျက်ထုတ်နေပြန်ရောအန်ဒါကဆေးဆွဲပြီးစိတ်တွေဖောက်လာတယ်အခန်းပေါ်ဂျီနီနဲ့လည်းရန်ဖိကိုဒီရဲ့ဂိုင်ကလည်းအန်နာကိုထုတ်ပယ်လိုက်တော့တကောင်ကျွတ်ဖြစ်သွားတဲ့အန်နာဟာတခြားအဖွဲတွေရဲ့ဝိုင်းရိုက်တာခံတကိုယ်တော်တိုက်ပိတ်ခံရတဲ့ဘဝကအတော်လေးပျက်စီးသွားခဲ့တာပေါ့ဆေးကုသဆောင်ရောက်သွားမှဒေါက်တာဟန်ဆိုတဲ့ဆရာမလေးကအန်နာကိုစိတ်ပိုင်းဆိုင်ရာကုသပေးတယ်အန်နာအမေကလည်းနောင်သားရပြီးပြန်လာတောင်းပန်တော့မှအန်နာစိတ်ပြန်တည်ငြိမ်လာပြီးဆေးဖြတ်ဖို့ကြိုးစားတော့တယ်အန်နာနေကောင်းလာတော့ထောင်ပိုင်ကြီး Frank ကသူ့ယုံခန်းကိုခေါ်တွေ့ပြန်တယ်ထောင်ကကျင်းပမဲ့ဖြောရည်ပွဲမှာချဲလိုတီးပေးဖို့ဖြိုတယ်ပြီးတော့နင်တေတော့မယ်ဆိုတဲ့စာတစ်စောင်အန်နာရလာတယ်မကြပါဘူးကိုတီတို့အဖွဲကအန်နာကိုဝိုင်းချုပြီးမျက်နာကိုဓာတ်နဲ့လဲလိပလိုက်တယ်အန်ဒါကိုကူညီခြင်းတဲ့တနာပြုဆရာမလေးကိုလည်း Frank ရဲ့အမိန့်နဲ့လူမိုက်တွေကထပ်ပစ်လိုက်တယ် Frank ကတကယ်ကိုရက်ဆက်တာခေါင်းပြဖြော်ရည်ဝိုင်းนี่ရောက်တော့အန်ဒါကချဲလိုကိုအကောင်းဆုံးတီးပြနိုင်ခဲ့တယ်ပွေပြီးတော့ Frank ကမင်းလာမဲလာမှာလွတ်မြန်းချတာခွေရနိုင်တယ်ဒါပေမဲ့ငါအလိုကိုလိုက်ရမယ်ဆိုပြီးအချက်ကိုကင်ပြန်တယ်ဒီတခါတော့အန်ဒါကအချမ်းရှိတယ်သူကသူ့ရန်တော်ကြီးကိုဒီကိုအကူအညီတောင်းပြီး Frank ရဲ့ယုံမာမှုတွေကိုဗီဒီယိုခိုးရိုက်သူစီစဉ်လိုက်တယ်လူမြန်ချမ်းသာခွင့်စစ်ဆေးတဲ့နေ့ရောက်တော့ Frank ကအန်ဒါမလွတ်မြောက်စင်တဲ့ကိုဆိုပြီးကန့်ကွက်တယ်။အဲ့ဒီအချိန်မှာပဲအန်ဒါက Frank တို့မတရားလုပ်ထားသမျှအတန်းဖိုင်တွေဗီဒီယိုတွေကိုလူကြီးတွေရှိမှဖွင့်ချလိုက်ပါလေတော့။အဲ့ဒီတော့မှ Frank တယောက်လက်ထိတ်ခတ်ခဲ့ပြီးဖမ်းခေါ်သွားခံလိုက်ရတယ်။နောက်ဆုံးမှာတော့အန်ဒါလွတ်မြောက်သွားပါပြီ။ထောင်ဝမှာသူ့အမေကလာကြိုနေတယ်။ဇက်တင်ခါမှာတော့အန်ဒါဟာပရိသတ်တွေအများကြီးရှိမှချဲလိုတီးရင်းနဲ့သူ့ရဲ့အောင်မြင်တဲ့ဘဝတစ်ကိုစတင်နေလာကိုပြတာရင်းနဲ့ဇလန်းလေးပြီးဆုံးသွားပါတယ်။ဒီဇလန်းလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ channel လေးကို subscribe လုပ်ထားကြအောင်နော်